တင်းကိုဖျားကြီးသောအမှုပြုတော့မယ်ဆိုရင်တင်းရတိနေရမယ်တင်းရဲ့ focus ကအဲ့ဒီတစ်ခုသေးကိုပဲ design မှတ်သွားတယ်တခြားနေရာသွားလို့မရအောင် okay ဒါနဲ့အေလိယကအေလိရှေမေးပြီ what do you want then he said double portion ဆိုတော့ double portion ဆိုတဲ့နေရာမှာကိုတော့ဖျားသခင်အေလိယကိုနမိတ်လက္ခဏာဘယ်နှခုအကြီးလုပ်ခဲ့လဲ16ခုအေလိယက16ခုတော့ကြီးမားသောနမိတ်လက္ခဏာပြုခဲ့တယ်ဆိုတော့အေလိရှေက double portion ဆိုတော့သူအသက်ရှင်စင်မှာ32ခုပဲလုပ်ခဲ့တယ်ဒါမဲ့နောက်ဆုံး32ဖျားသခင်ကအယံသစ္စာရှိတယ်ဖျား double portion လို့ပြောတဲ့အတွက်ကြောင့်32ကဘယ်ချိန်မှဖြစ်လဲဆိုတော့ तू သေပြီးတော့အယိုးဖြစ်တဲ့အချိန်ကြတော့မှ तू အယိုးထိတဲ့ तू ကပြန်အသက်ရှင်တော့32ဖြစ်သွားဝေါဖျားသခင်ကတင့်ကိုဖျားသခင်ကအသုံးပြုမယ်လို့တင့်ရဲ့ desire ဆန္ဒကြီးမားလုံးအားကြီးရင်တင့်အယိုးတဲ့ဒီဖျားအလုပ်လုပ်တယ်ဖျား